တတိဆိုတာစိတ်အခြေအနေဘယ်လိုပဲရှိအမြဲတမ်းလိုအပ်တယ်လို့ဆိုလို့စိတ်အခြေအနေဆိုတာဘာကိုပြောတာတော့ဆိုတခါတည်းလူတွေရဲ့စိတ်ဟာတက်ကြွနေလှုပ်ချင်တယ်၊ကိုင်းချင်တယ်၊သွားချင်တယ်၊လာချင်တယ်တက်ကြွတရားထုတ်ချင်တယ်အလူတန်းလှုပ်ချင်တယ်စိတ်တွေတက်ကြွရင်ကြွတယ်တခါလေကျတော့ဘယ်ဟာမှစိတ်မပါဘဲနဲ့ရောကြတာလည်းရှိတယ်နော်စိတ်မပါဘူးဘယ်လို့မှလှုပ်ချင်စိတ်ကိုင်းချင်စိတ်မရှိဘူးလူတွေရဲ့စိတ်ဟာအာယုံအားလျော်စွာအခြေအနေအားလျော်စွာတက်ကြွနေတဲ့အခါရှိတယ်ကြာနေတဲ့အခါရှိတယ်အဲ့ဒီတက်ကြွနေတာပဲဖြစ်ဖြစ်စိတ်ထက်ကြာနေတဲ့အခါပဲဖြစ်ဖြစ်တတိဟာအရေးကြီးတယ်လို့ဆိုလိုတယ်ပေါ့ဝိရိယတို့ပီတိတို့ပညာတို့ဆိုတာစိတ်တက်ကြွနေတဲ့အချိန်မှာသူတို့ထပ်ပြီးတော့မတိုးရအောင်တိုးရင် extreme ဖြစ်သွားတတ်တယ်ဘုဇင်9ပါးကိုကြည့်သဘောပေါက်အောင်ဘုဇင်9ပါးမှာတတိတမိုးစင်ငေါဆိုပြီးပထမဆုံးတတိကိုထားလိုက်တယ်ပြီးတဲ့အခါကျတော့အုပ်စုတစ်ခုခွဲဓမ္မဝိဇ္ဇာတမိုးစင်ငေါဝိရိယတမိုးစင်ငေါပိဋိတမိုးစင်ငေါဓမ္မဝိနည်းဆိုတာပညာစူးစမ်းဆင်ခြင်တာလေ့လာနေတာသုံးသပ်နေတာဝိရိယတမိုးစင်ငေါဆိုတာရအောင်ဖြစ်အောင်ကြိုးစားနေတာပိဋိတမိုးဆိုတာစိတ်ထဲမှာကျင့်တတ်အာရတက်ကြွနေတာအဲ့ဒါတွေကစိတ်ဓာတ်မြင့်တက်တဲ့တန်ရုံးစင်တွေလှုပ်ရှားနေတဲ့တန်ရုံးစင်တွေပေါ့ဘုဇင်တွေပေါ့လှုပ်ရှားနေတဲ့ဘုဇင်လှုပ်ရှားရှိတဲ့ဘုဇင်ကြိုးစားနေတဲ့ဘုဇင်အဲ့ဒီနောက်မှာဖြစ်လာတဲ့တမာတိပတ္တတိတမိုးစင်တမာတိတမိုးစင်ဥပေက္ခတမိုးစင်ဆိုဒီတမိုးစင်တွေကြတော့ပတ္တတိဆိုတာငြိမ်သက်အေးချမ်းသွားတာမလှုပ်ရှားဘူးတမာတိဆိုတာအာယုန်ဒီကိုရဲ့ပုံမှာစုစည်းကြသွားတာမလှုပ်ရှားဘူးဥပေက္ခဆိုတာအလုံးဟာဆွမ်းဆောင်မှုတွေတညီတည်းဖြစ်သွားတာလှုပ်ရှားမှုမရှိဘူးအဲ့လှုပ်ရှားမှုမရှိတဲ့ဘုဇင်က3ခုလှုပ်ရှားမှုရှိတဲ့ဘုဇင်က3ခုစိတ်အခြေအနေကကျနေတယ်ဆိုလို့ရှိရင်လှုပ်ရှားမှုရှိတဲ့ဘုဇင်ကိုတိုးအောင်ကြိုးစားနေရာတိုင်းဘုဇင်တွေအကုန်ပွားတာမဟုတ်စိတ်တက်ကျနေရင်ဓမ္မဝိဇ္ဇာဝိရိယပိဋိဆိုတဲ့ဒါတွေကိုယ့်ရင်ထဲမှာမြင့်တင်ပေးရမယ်လို့ဆိုလို့စိတ်ဓာတ်ကတိတ်တက်ကြွနေတဲ့အချိန်အဲ့ဒါတွေသွားမြင်ရင် over ဖြစ်ကုန်ရော over ဖြစ်ရင်အလုံးမဖြစ်ဘူးသူကစိတ်ဓာတ်ကျနေတဲ့အချိန်မှာသွားပြီးတော့ပတ္တတိတို့တမာတိတို့ဥပေက္ခတို့နဲ့သွားဖွင့်လိုက်လို့ရှိရင်ကျတဲ့ကျသွားအဲ့သွားရပေါ့အဲ့ကျသွားစိတ်ဓာတ်ကအဲ့လိုလှုပ်ရှားမှုမရှိဘူးငြိမ်တဲ့ငြိမ်သွားအိမ်မောကျသွားဘာမှလုံးဖြစ်အဲ့ဒါကြောင့်မို့အဲ့ဒီနှစ်ခုကြားမှာတတိဆိုတာလေစွမ်းဆောင်မှုပေးတယ်အေးစိတ်ဓာတ်ကြနေရင်ဒါတွေခဏထားလိုက်တက်ကြွမဲ့ဘုဇင်တွေကိုဝါရမယ်စိတ်ဓာတ်သိတက်ကြွနေရင်ဒါတွေခဏထားလိုက်အောင်ငြိမ်သက်တဲ့ဘုဇင်နဲ့မျှပေးရမယ်ဟောဘယ်ရပဲဖြစ်ဖြစ် extreme ဖြစ်သွားရင်မရဘူးနော်ပို့ပြီးတော့အရေးကြီးတာဓမ္မတရားဓမ္မကိုကျင့်ကြံကြုတ်ကိုအထုတ်လို့အသိဉာဏ်အထွတ်ထိပ်ရောက်ဖို့ဆိုတာမြတ်တာညီညွတ်မှုဟာသိအရေးကြီးတယ် over ဖြစ်သွားရင်အောင်မြင်မှုမရနိုင်ဘူးဒီပြအမကြည့်နဲ့လေမြားပြပြိုင်ပွဲဝင်တဲ့လူတွေမြားဆိုတာမျက်စိလေးတစ်ချောင်းမှိတ်မျက်စိလေးတစ်ပေါက်မှိတ်ပြီးတော့ချိန်ရတယ်မဟုတ်လားမြားပြပြီဆိုတာခက်ကိုမှအောင်မျက်စိလေးနဲ့မျက်စိလေးတစ်ဖက်မှိတ်ပြီးတော့ချိန်ရတယ်အဲ့ဒီချိန်မှာစိတ်ကလှုပ်ရှားနေတယ်စိတ်လှုပ်ရှားပြီးတော့ကြိုးစားလုံးအားကြီးလို့ရှင်နဲ့ပြစ်မှတ်လွဲသွားတယ်ငိုက်နေလို့ရှင်လည်းပြစ်မှတ်လွဲသွားတယ်စိတ်ကတက်ကြမှုမရှိဘူးချိန်သားမကြိုက်တော့ကိုပြစ်ချင်တဲ့စီကိုမမေ့အဲ့ဒါလိုပဲဘုဇင်9ပါးပွားတဲ့အခါမှာဒါယောဂီပုဂ္ဂိုလ်တွေတရားထုတ်နေပြီဆိုရင်ကိုယ့်အကိုဒီချက်ကိုသိထားရင်ကိုယ့်အကိုစဉ်းစားပြီးပြင်ဆင်ရတယ်ဒါကြောင့်မို့အသိဉာဏ်ဆိုတာကြိုတင်စီးပူးထားတယ်အော်ငါစိတ်ဓာတ်ကကြာနာကြာနေရင်ငါဒါတွေခဏထားဒါတွေလုပ်ရမယ်စိတ်ဓာတ်ကြာရတဲ့နဲ့တမာတိဖိလုံနေရင်မရဘူးအဲ့တော့စိတ်ဓာတ်ကတိတ်တက်ကြွနေပါလားသွားပြီးတော့ဟိုတွေးတိတွေးသိမ့်မတွေးနဲ့ပြန်ပြီးတော့တမာတိရအောင်ကြိုးစားအဲ့ဒါလို့တက်ကြွတဲ့ဘုဇင်နဲ့ငြိမ်သက်တဲ့ဘုဇင်နှစ်ခုရှိရအောင်တတိကနေပြီးတော့ထိန်းညှိပေးရတယ်တဲ့ဒီလိုဆိုလို့တယ်ဒါကြောင့်မို့တတိဟာအမှန်တမ်းအရေးကြီးတယ်
တတိရှိမှရှင်တဲ့ကုသိုလ်တရားတွေဟာတိုးတက်များပြားလာတယ်တတိချိုရင်းသွားတာနဲ့တပြိုင်နက်ဘာကုသိုလ်မှရဖို့မရှိတော့လို့ဆိုပြီးဒါကြောင့်မို့ယေကိစိကုသလဓမ္မသဗ္ဗေတိအပမဒမူလကာတဲ့ကုသိုလ်တရားမှန်သမျှအပမဒအခြေခံလာတယ်အပမဒဆိုတဲ့တတိတရားပေါ်မှာအခြေခံတယ်လို့သူတို့ဆိုတယ်နော်